မင်္ဂလာပါဒီဗီဒီယိုလေးကတော့စက်မှုလုပ်ငန်းနဲ့လုပ်ငန်းနယ်ပယ်တိုင်းလို့မှမဖြစ်မနေအသုံးပြုရတဲ့ engine ကိုတည်တည်ချာချာနားလည်ပြီးတော့ဘယ်လိုပြုပြင်ထိန်းသိမ်းရမလဲဆိုတာကိုလေ့လာသင်ယူခြင်းသူတွေအတွက်ရည်ရွယ်ပါတယ် engine ကိုကျွန်တော်တို့အိမ်တွေမှာသုံးတဲ့မျက်ရည်ဆက်မီးစက်ကစလို့ပင်လယ်ရေကြောင်းပို့ဆောင်ရေးလုပ်ငန်းတွေအထိကျေပြန့်စွာအသုံးပြုပါတယ်တည်တည်ချာချာပြောပြရရင်ကျွန်တော်တို့အိမ်တွေမှာဆိုရင်မျက်ရည်ဆက်ဆိုင်ကယ်ကားမီးစက်စတဲ့ engine အသစ်လေးတွေအသုံးပြုကြပါတယ်နောက်စက်ရုံလုပ်ရုံတွေမှာဆိုရင် generator မီးစက်ကြီးတွေနောက် firefighter တွေအတွက်ပန်းနဲ့ချိတ်ဆက်ထားတဲ့ engine တွေရှိမယ်။ဆောက်လုပ်ရေးတူးဖော်ရေးလုပ်ငန်းတွေမှာဆိုရင် engine တွေအသုံးပြုတဲ့စက်ယန္တရားကြီးတွေရှိပါတယ်။ပြီးကြရင်စိုက်ပျိုးရေးမွေးမြူရေးစတာတွေမှာလည်းအသုံးပြုတဲ့ engine သုံးရေပန့်တွေထွန်စက်တွေရိတ်သိမ်းချွေလေးစက်စတာတွေမှာလည်း engine ကိုတက်ဆင်အသုံးပြုပါတယ်ခင်ဗျာ။ကုန်းလမ်းတည်ယူပို့ဆောင်ရေးတွေမှာဆိုရင်လည်းကုန်တင်ကားတွေဘတ်စကားတွေနဲ့မီးရထားတွေမှာလည်းအသုံးပြုပါတယ်။ဒါအပြင်ရေချောင်းမှာဆိုရင်လည်းဆက်လေသေးသေးလေးကစလို့ပင်လယ်ကူးသင်္ဘောကြီးတွေအထိအင်ဂျင်အရွယ်အစားမျိုးမျိုးကိုအသုံးပြုကြပါတယ်။ပင်လယ်ကူးသင်္ဘောစိတ်ကမ်းတွေမှာဆိုရင်လည်းခုလိုမျိုးဆက်ကြီးတွေမှာအင်ဂျင်တွေကိုတက်ဆင်အသုံးပြုပါတယ်ခင်ဗျာ။လျှက်စစ်တာထုတ်တဲ့စက်ရုံတွေမှာလည်းအင်ဂျင်အကြီးကြီးတွေကိုသုံးပြီးတော့မြို့ရတွေအတွက်လျှက်စစ်ထုတ်ပေးတာတွေလည်းရှိပါတယ်။အင်ဂျင်ကိုလေယာဉ်အသေးတွေမှာတက်ဆင်အသုံးပြုပေမဲ့ခုနောက်ပိုင်းမှာတော့နည်းပါးသွားပါပြီ။အခုပြောပြခဲ့တာတွေက engine အသုံးပြုတဲ့လုပ်ငန်းနယ်ပယ်တွေကိုအတူချုံပြီးတော့ပြောပြပေးထားတာပါအဲ့တော့ကိုက engine နဲ့ပတ်သက်ပြီးတော့တမှုဝမ်းကြောင်းပြုမယ်ဆိုရင်စိတ်ဝင်စားတယ်ဆိုရင်ခုပြောပြခဲ့တဲ့လုပ်ငန်းနယ်ပယ်တွေကတစ်ခုခုကိုမိတ်ဆွေရေးချယ်နိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် engine နဲ့ပတ်သက်ပြီးတော့လေ့လာသင်ယူလုပ်ကိုင်မယ်ဆိုရင်အခုကျွန်တော်ပြောပြပေးမယ်နေရာမှာတည်တည်ချာချာလေ့လာသင်ယူနိုင်ပါတယ်အဲ့ဒါကတော့ New Family Tractor Service Page နဲ့ YouTube Channel တွေပဲဖြစ်ပါတယ်ခင်ဗျာအခုမိတ်ဆွေမြင်နေရတာဆိုရင်ကျွန်တော်တလုံးထိုး engine ရေစုတဲ့ပြဿနာကိုဘယ်လိုဖြေရှင်းသလဲဘယ်လိုပြပြင်ထိန်းသိမ်းသလဲဆိုတာလေ့လာနေတာပါပစ္စည်းမစုံလင်တဲ့ကြားကနေဒီ engine ကိုပြန်ကောင်းအောင်လှုပ်ဆောင်ပြနေတာကိုကြည့်ရှုနေတာပါဒီထဲမှာဆိုရင် engine hub ကိုပြုပြင်တာတွေ engine bar ချိန်တာတွေကိုသူကသေသေးချာချာပြောပြပေးထားပါတယ်အဲ့တော့နောက်ဆုံးပိတ်အနေနဲ့ပြောချင်တာကမိတ်ဆွေကပညာရပ်တစ်ခုခုကိုလေ့လာသင်ယူလုပ်ကိုင်တော့မယ်ဆိုရင်စာတွေ့လက်တွေ့ experience အတွေ့အကြုံစတဲ့လိုအပ်ချက်၃ခုကိုမျှတနေဖို့လိုအပ်ပါတယ်စာတွေ့ဆိုရင်ကိုယ်တိုင်ဖတ်ရမယ်နားလည်ရမယ်လက်တွေ့ဆိုရင်လည်းကိုယ်တိုင်လုပ်ကိုင်ရမယ်ဒါမှလုပ်ငန်းအတွေ့အကြုံ experience ကိုရရှိပါလိမ့်မယ်experience ဆိုတဲ့နေရာမှာကိုလုပ်တဲ့အလုပ် experience တာမှာကကိုယ့်ရဲ့ senior တွေဆရာတွေလုပ်ဖို့ကင်ဘတ်တွေရဲ့အတွေ့အကြုံတွေကိုမေးမြန်းဆွေးနွေးရမယ်ခုလိုမျိုး line ပေါ်ကဝေမျှပေးနေတဲ့သူတွေရဲ့အတွေ့အကြုံကိုလည်းယူရပါမယ်ဒါမှသာကိုကအလုပ်လုပ်တတ်နေပေမဲ့လည်းသူများရဲ့ experience တွေပါလေ့လာနားထောင်ထားမယ်ဆိုရင် experience အများကြီးရှိတဲ့သူတယောက်လိုဖြစ်နေပါလိမ့်မယ်ခင်ဗျာအဲ့ဒီခါကျရင်ကိုလေ့လာသင်ယူလုပ်ကိုင်နေတဲ့အလုပ်မှာလျင်လျင်မြန်မြန်နဲ့နားလည်တွေ့ကြပါလိမ့်မယ်အခုကျွန်တော်လမ်းညွှန်ပြတဲ့နေရာကတော့အဓိကအားဖြင့်စိုက်ပျိုးရေးမှာသုံးတဲ့ထွန်စက်တွေကိုအဓိကပြုပြင်နေတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။ပြီးကြရင်လည်း piston တစ်လုံးပါတဲ့ engine တစ်လုံးတို့ engine ပြုပြင်ထိန်းသိမ်းနည်းတွေကိုလည်းဝေမျှပေးပါတယ်။ဒီနေရာမှာသိစေချင်တာကဘလို့ engine မျိုးပဲဖြစ်ဖြစ်ပေါ့နော်။အခြေခံအလုပ်ဆောင်ပုံတွေနဲ့ပါဝင်တဲ့အခြေခံအစိတ်ပိုင်းတွေစနစ်တွေကတူညီပါတယ်။အရွယ်အစားနဲ့ထုတ်လုပ်တဲ့ company ရဲ့နည်းပညာမတူညီတာတွေတိုင်ဆိုင်တာတွေကြောင့်တချို့နေရာအစိတ်ပိုင်းလေးတွေမှာမတူတာတွေတိထားသတိထားစရာလေးတွေတော့ရှိပါတယ်။ဘာပဲဖြစ်ဖြစ် engine နဲ့ပတ်သက်ပြီးခုမှစတင်လေ့လာမဲ့သူတွေအလုပ်ခွင်ဝင်လာစားသူတွေအတွက်အင်မတန်အကျိုးရှိတဲ့ page နဲ့ channel လေးပဲဖြစ်ပါတယ်။နားလည်ပြီးသားဆရာတွေဆိုရင်လည်းအတွေ့အကြုံတွေကိုဆွေးနွေးဖလှယ်ပေးလို့ရတဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်ခင်ဗျာ။အဲ့တော့ဒီဗီဒီယိုလေးကနေပြီးတော့ engine နဲ့ပတ်သက်ပြီးတော့လေ့လာခြင်းတဲ့သူတွေပြုပြင်ထိန်းသိမ်းခြင်းတဲ့သူတွေအတွက်ကောင်းမွန်တဲ့နေရာလေးတစ်ခုကိုတွေ့သွားမယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုလေးမှာပြန်လည်ဆုံတွေ့ပါအောင်ပါခင်ဗျာအမှားမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့အသိဉာဏ်ပညာတွေတိုးပွားကြပါစေခင်ဗျာ